အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့လော်ဘီခတ်မှန်းချက်များအစီအစဉ်မှာပြန်လည်ပြီးကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဒါကျွန်တော်ကဒီနိုင်ငံတကာခြေစစ်ပွဲတွေကနေပြီးတော့တပွဲကောင်းလေးကိုရွေးချယ်ပြီးတော့ဒီကျွန်တော်လော်ဘီခတ်မှန်းချက်များ YouTube channel နဲ့လော်ဘီခတ်မှန်းချက်များ Facebook page မှာဒါဗီဒီယိုတွေတင်ပေးသွားအောင်ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ဒီတပွဲကောင်းရွေးချယ်မှုတွေ project သုံးချက်တွေနေ့စဉ်ခန့်မှန်းချက်တွေကိုဒါစိတ်ဝင်စားလို့လေ့လာတင်ပြဆွေများကတော့ဒါပုံမှန်တိုင်းပဲကျွန်တော်ရဲ့ဒီ login ခန့်မှန်းချက်များ YouTube channel ကို subscribe လုပ်လို့ရတယ်နောက်တစ်ခါ login ခန့်မှန်းချက်များ Facebook page ကို like and follow ထားလို့ရတယ်နောက်အနိကတင်ပေးတဲ့ပွဲစဉ်တွေကိုလည်းကြည့်နေပြီဆွေများကတော့ကျွန်တော်ရဲ့ဒီ login ခန့်မှန်းချက်များ Telegram channel ကိုလည်း join လုပ်ပေးလို့ရပါတယ်ဒါကြောင့်မလို့ဒီ channel လေးကိုလည်းကျွန်တော်ဒီ post လေးမှာတင်ပေးထားပါတယ်အဲ့တော့မင်းညပွဲလေးကိုပြန်ပြောရမယ်ဆိုရင်မင်းညအောင်ကကျွန်တော်ရဲ့ဒီပွဲကောင်းရွေးချယ်မှုက Norway နဲ့အစတိုနီးယားတဲ့ပွဲစဉ်မှာကျွန်တော်အောက်ဆုံးယူပြီးခဲ့တယ်ဘီယောက်ဂျီဝဖြစ်တာတော့ကျွန်တော်တကွက်အောင်ပေါ့နော်အဲ့တော့မင်းကတော့ကျွန်တော်ရဲ့ဒီတပွဲကောင်းရွေးချယ်မှုတွေကတော့ draw ဖြစ်ခဲ့ပါတယ်အဲ့တော့ဒီနေ့ညမှာလည်းဒါကျွန်တော်ပုံမှန်တိုင်းပဲတပွဲကောင်းလေးကိုရွေးချယ်ပြီးတော့တင်ဆက်ပေးသွားဖြစ်ပါတယ်တပွဲကောင်းကျွန်တော်ပြောခင်မှာကျွန်တော်မင်းညအောင်ကတော့ကျွန်တော်ရှိမှတပွဲကောင်း user မိတ်ဆွေများအတွက်ကျွန်တော်အယောစားပွဲကိုကျွန်တော်ဒီ Iceland အသင်းရဲ့ပွဲစဉ်မှာကျွန်တော်9ပေါင်းယူပြီးခဲ့တယ်ပထမပိုင်းနေ Iceland က2-0နိုင်ခဲ့ပေမဲ့လည်းပွဲပြီးတဲ့2-0တိုင်းပြီးသွားလို့မင်းညကအယောစားပွဲကတော့အပြည့်အဝအောင်ခဲ့ပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီအကြိုက်တူမှာလိုက်ယူပါဆိုတဲ့အစီအစဉ်ပေါ့နော်မင်းညကျွန်တော်တပွဲကောင်းနေနဲ့အေဗီနီးယားတဲ့ပွဲစဉ်မှာကျွန်တော်9ပေါင်းပဲယူပြီးခဲ့တယ်အေဗီနီးယား1-0နဲ့ပြီးခဲ့လို့မင်းညအောင်ကလည်းဒီအကြိုက်တူမှာလိုက်ယူပါဆိုတဲ့အစီအစဉ်ကတပွဲကောင်းကလည်းအောင်မြင်ခဲ့ပါတယ်အဲ့တော့ဒီနေ့ညမှာဆိုရင်လည်းဒါနိုင်ငံပွဲစဉ်အားလုံးပေါင်း6ပွဲကစားဖို့ရှိတယ်ဥရောပဆောင်ပါပေါ့နော်ဒီပွဲစဉ်တွေကနေပြီးတော့ပဲဒါတပွဲကောင်းယူစားခြင်းမျိုးဆွေများအတွက်နိုင်ပြီးပွဲရှိတယ်နောက်တစ်ခါလက်ကြီးဖိုက်တာညီကိုများအတွက်ပွဲကြရင်ပြန်ပြီးကျော်ပြီးရောစားပွဲအစီအစဉ်တွေရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ညမှာနိုင်ပြီးပွဲနဲ့ရောစားပွဲယူစားခြင်းတဲ့မိတ်ဆွေများကတော့ Viber နဲ့ Telegram number 3998999639ကိုဆက်သွယ်လို့ရပါတယ်။အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်ကဒီမြန်မာစံတော်ချိန်ည7:00နာရီခွဲမှာကစားမယ်ကျွန်တော်ဒီ Finland နဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားရပါတော့။ဒီပွဲစဉ်မှာကျွန်တော်တို့ကဒါဒီ Finland အသင်းကရမက်ကပိုလန်နဲ့ရမက3မှတ်กว่าပါ3မှတ်กว่าဆိုပေမဲ့ဒီညပွဲနိုင်သွားရင်လည်းဒီဖင်လန်တင်းတွေကဂိုးပြတ်ရအောင်ရဘာလို့ဆိုတော့ပိုလန်တင်းကဂိုးချက်ကအများကြီးกว่าတယ်ဖင်လန်တင်းက minus ထွက်နေရပိုလန်တင်းက plus ထွက်နေရဂိုးပေါင်းကွာချက်နေစားပါတော့ဒါမှမဟုတ်ဒီပွဲစဉ်မှာဒီဖင်လန်တင်းတွေနဲ့ဂိုးတွေအများကြီးသွင်းပြီးတော့ဒီမော်တာတင်းကိုနိုင်အောင်ကစားသားမယ်လို့ကျွန်တော်ကတော့ကျွန်တော်ဘာလို့လဲဆိုတော့ဖင်လန်တင်းတွေနဲ့သူတို့ရဲ့ဒီ project ကအရန်ကြီးကိုမဖြစ်နိုင်တော့ဘူးဒါပေမဲ့လည်းဒီတချို့တွေရဲ့အပြင်မှာဖင်လန်တင်းကဒီညမှာဂိုးပြတ်နိုင်ကစားမယ်ဆိုရင်ဒါ playoff အဆင့်ကိုမိနိုင်ရဆိုတော့အကျွေးမျိုးရှိအောင်ရှိလိမ့်မယ်ဒါကျွန်တော်ရဲ့အကျွေးကတော့ဒီညဖင်လန်အသင်းကဘယ်လိုပဲနိုင်အောင်ကစားဖြစ်စေပိုလန်အသင်းရဲ့အမက်ကိုမမီတော့ပါဘူးဘာလို့လဲဆိုတော့ဟတ်တူခရကြည့်မယ်ဆိုရင်လည်းတူတူပွဲကိုနိုင်ရတယ်ဒါပေမဲ့ကို different ကိုကြည့်မယ်ဆိုရင်တော့အများကြီးကွာခြားတဲ့နေရာရှိရပေါ့နော်အကြောင်းဒီညမှာဖင်လန်အသင်းနဲ့လည်းအိမ်ကွင်းမှာပေါ့ပါပဲကစားပြီးတော့ပဲဒီနေ့မှာဆစ်ရှော့သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်အကြောင်းဒီပွဲစဉ်မှာလည်းပေးထားတဲ့ကျွန်တော် body ကြီးကကျွန်တော်2-5ဘူးနိုင် 3D ပေးထားတယ်ဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့အောက်ဆုံးပဲကြိုက်ပါတယ်ဖင်လန်အသင်းရဲ့ဒီညမှာနိုင်ဝိုင်းလည်း 1-0 ဒါမှမဟုတ်လည်း 2-1ဒါမှ1-1လောက်တောင်းလို့ကျွန်တော်ရှုံးကြည့်တယ်ဒီပွဲစဉ်မှာဖင်လန်တင်းနဲ့3ဂိုး4ဂိုးမပြတ်ဘူးလို့ကျွန်တော်ထပ်ပြီးပြောချင်တယ်အဲကြောင့်မို့ဒီညအတွက်ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒီဖင်လန်တင်းနဲ့မော်တာတင်းရဲ့ပွဲစဉ်မှာကျွန်တော်အောက်ဆုံးကြိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီမိတ်ဆွေများအနေနဲ့လည်းဒီညမှာဒီကျွန်တော်ရွေးချယ်ပေးရဲ့တပွဲကောင်းလေးကိုဒါကြိုက်တူရဆိုရင်လိုက်ပြီးကစားလို့ရအောင်ကျွန်တော်လာရောက်ပြီးတော့မြောက်ပြီးပေးရခြင်းဖြစ်ပါတယ်နောက်ကျွန်တော်ဒီပိုလန်နဲ့ဒီဒရန်နဲ့ပွဲစဉ်ကတော့ဒီဖင်လန်သင်းပွဲစဉ်ရဲ့လက်ကိုကြည့်ပြီးမှပဲတော်တော်များကဒီပိုလန်သင်းကိုကစားဖို့ကျွန်တော်ထပ်ပြီးကြံ့ပြုချင်ပါတယ်ဘာလို့လဲဆိုတော့ဒီဖင်လန်သင်းပွဲစဉ်ရဲ့လက်ကဘယ်လိုနေရဖြစ်မှန်းမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီပွဲရဲ့လက်ကသိပြီးတော့အရေးတော့မကြည့်တော့ပါဘာလို့လဲဆိုတော့ပိုလန်သင်းနဲ့ဒီဖင်လန်သင်းရဲ့ဒီ goal difference ကအများကြီးกว่าဗျပိုလန်သင်းက plus 6ထွက်ထားတယ်ဖင်လန်သင်းက minus 5ဖြစ်နေပေါ့ဒီချိန်မှာဒီဖင်လန်သင်းနဲ့ဒီညမှာမော်တာသင်းကိုဘယ်လောက်ထိပဲဂိုးပြတ်သွင်းအောင်10ဂိုးပြ15ဂိုးသွင်းနိုင်မလားဒါကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကပြောချင်တယ်အကြောင်းဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့ဒီဖင်လန်သင်းနဲ့ဒီမော်တာသင်းရဲ့ပွဲစဉ်မှာလက်ရှိပေးထားတဲ့ဂိုးကြီးပြင်းပြီးတော့ဂိုးပေါင်းကြီး 3D မှာတော့ကျွန်တော်ကတော့ဖင်လန်သင်းနဲ့ဂိုးပြတ်မနိုင်ဘူးယူဆတယ်အကြောင်းလို့ဒီညပွဲစဉ်မှာလည်းကျွန်တော်မော်တာ body နဲ့မော်တာဂိုးအောင်ကြိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကြိုက်တွေမိတ်ဆွေများလည်းဒီညမှာ live ပြီးကစားလို့ရအောင်လို့ကျွန်တော်ကဒါကျွန်တော်ရဲ့ရွေးချယ်မှုကိုလာပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနိုင်ငံပွဲစဉ်ဒုတိယညမှာလည်းကျွန်တော်ရဲ့မိတ်ဆွေများလည်းဆက်လက်ပြီးတော့ကံအောင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်နောက်တစ်ခုကဘွယ်ကောင်းလူစားခြင်းတဲ့မိတ်ဆွေများကတော့ကျွန်တော်ရှိမှာနိုင်ပြီးပွဲနဲ့ရောစားပွဲရှိပါတယ်စိတ်ဝင်စားရဆိုရင် Viber နဲ့ Telegram number 3998999639ကိုဆက်သွယ်လို့ရပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးရှိပါတယ်ကျွန်တော်မနေ့ကညရင်လည်းပုံမှန်တိုင်းပဲဘွယ်ကောင်းရွေးချယ်မှုနဲ့တူပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးပါ